Hello အားလုံးပဲမင်္ဂလာပါရှင်။ Superlaw YouTube Channel လေးကပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ကျောင်းသမားတွေဖြစ်ဖြစ်ရုံးသမားတွေဖြစ်ဖြစ်ပေါ့နော်။ဟင်းတွေကိုအမြဲတမ်းစီပြန်ကြီးတွေမစားချင်တော့ဘူးဆိုရင်ကြော်စားလို့ရတဲ့ကျမကြော်အဆူကြော်နီးလေးကိုကြောပြပေးထားပါတယ်ရှင်။ဒီနေ့ကတော့ပေါ့နော်အဆက်မစားချင်တာနဲ့အဆူကြော်လေးပဲကြော်စားဖြစ်လိုက်ပါတယ်။ပထမဦးဆုံးပေါ့နော်ကြက်ပောင်လေး2ချောင်းကိုအသုံးပြုထားပါတယ်အမှန်တော့ကျမကျော်ကကြက်ရင်ပုံကိုသုံးရင်ပို့အဆင်ပြေတယ်ပေါ့နော်အိမ်မှာတော့ကြက်ပောင်ပဲရှိလို့ဒီနေ့ကြက်ပောင်ပဲသုံးလိုက်ပါတယ်ရှင်ပထမဦးဆုံးရတာအတွက်ချက်သားပြုတ်ဖို့အတွက်စနွင်းရယ်စားလေးရယ်နဲ့အခုလိုလေးပေါ့နော်ချက်သားကိုနှံ့နေအောင်သမအောင်နေပြီးတော့လို့ရှိရင်ရင်းနှီးထဲမှာပေါ့နော်ထည့်ပြုတ်ပါမယ်ရှင်အသားလေးတွေမြန်နူးစေဖို့အတွက်အခုလိုမျိုးလေးကြက်ပောင်လေးကိုခုတ်ထားတာပါအမှန်ဆိုရင်ကြက်ပောင်အပေါင်လိုက်ပေါ့နော်ပြုတ်လို့ရပါတယ်ရှင်ရင်းနှီးထဲကိုပထမဦးဆုံးဂျင်းလေးထည့်ပါတယ်ဂျင်းလေးထည့်ပြီးခုနအရသာနဲ့ထားတဲ့ကြက်သားလေးတွေကိုရင်းနှီးထဲကိုထည့်ပြီးတော့အသားနူးတဲ့အထိပေါ့နော်တည်ပြီးထားလိုက်ပါမယ်ရှင်ဒါတော့ကြက်ပြီပေါ့နော်အသားလေးဆယ်ထားပြီးသွားပြီဆိုတဲ့အချိန်ကျရင်အေးအေးလေးခံပါမယ်အေးသွားပြီဆိုတဲ့အနေထားရောက်ပြီဆိုရင်တော့ခုလိုလေးအသားလေးတွေကိုအမှားလေးတွေဖြစ်အောင်လက်လေးနဲ့ခုလိုလေးအသားမှွပေးပါမယ်ရှင်အခုဆိုရင်တော့မှားပေးထားတဲ့အသားလေးတွေကိုရတာလေးနေပါမယ်ရှင်။စားဟင်းကြုံမုတ်လေးစနွင်းလေးရတာမုတ်ကြက်သားမုတ်လေးထည့်ပါမယ်။ငပြာကြီးလေးလည်းထည့်ပါမယ်ရှင်။ပြီးတော့ရင်တော့အခုလိုလေးရတာကိုသမသွားအောင်နေပြီးလိုက်ပါမယ်ရှင်။ကြက်ပေါင်2ချောင်းပဲသုံးထားတာဖြစ်လို့အသားကတော့အများကြီးမရဘူးပေါ့နော်။အမှန်ဆိုလို့ရှိရင်ကြက်ရည်မုံသားလေးနဲ့မှကျမကျော်ကကြောလို့အဆင်ပြေတာပါရှင်။အခုဆိုလို့ရှိရင်တော့စီအိုးထည့်ပါမယ်စီဘူးလိုက်နည်းနည်းလေးခမည်းများလေးထည့်လိုက်ပါမယ်ရှင်ပြီးသွားရင်တော့နုံဆင်းထားတဲ့ကျက်သွန်နီလေးပေါ့နော်များများလေးကိုခုလိုလေးထည့်ကြော်လိုက်ပါမယ်ကျက်သွန်နီကိုများများလေးတီးထားပါနော်ကျက်သွန်ကြော်လေးနဲ့မှကျမကြော်လေးကပို့ပြီးတော့အရသာရှိလို့ပါဆိုတော့ကျက်သွန်နီပေါ့နော်အသေးလေး8လုံးလောက်အသုံးပြုထားပါတယ်ကျက်သွန်နီလေးတွေကိုပေါ့နော်ကြော်တဲ့အချိန်မှာစားလေးနည်းငယ်ထည့်ပေးပါရှင်ပြီးတော့လို့ရှိရင်တော့ကျက်သွန်နီလေးတွေကိုရွှေဝါရောင်လေးတန်းလာတဲ့အထိလေးကိုတေချာလေးစိတ်ရှည်လက်ရှည်လေးနဲ့ကြော်ပေးလိုက်ပါမယ်ရှင်ကျက်သွန်ကြော်လေးတွေခုလိုရောင်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ပေါ့နော်အိုးနားရဲ့အစီလေးတွေလည်းစစ်သွားအောင်အိုးရဲ့တောင်လေးနားကိုခုလိုလေးပေါ့နော်ဇုံးလေးနဲ့ပေါ်ပြီးတော့ခုလိုလေးပုံထားလိုက်ပါမယ်ရှင်ချက်ချင်းဆယ်လို့ရှိရင်ကြတော့စကားမရှိတော့ပေါ့နော်စီတွေအများကြီးကျက်သွန်ကြော်လေးကိုပါလာမှာဆိုလို့ပါဒါကတော့ခုနအရသာနေထားတဲ့ကြက်သားလေးတွေကိုထည့်ကြော်ပါမယ်ရှင်မီးအေးနဲ့ကြော်ပေးပါနော်မီးအေးနဲ့ကြော်မှသာလျင်မကတ်လည်းမကတ်ဘူးအကျက်လည်းအဆင်ပြေမှာဖြစ်ပါတယ်ဒါပေမဲ့ဆိုရဲ့ဒီအိုးကကြတော့ပေါ့နော်နည်းနည်းဟောင်းနေပြီဖြစ်တဲ့ကြောင့်မီးအချိန်အစားလောက်ရနည်းနည်းခက်နေတာပေါ့နော်ခုလိုလေးနှက်ဆက်သွားအောင်ပေါ့နော်ဇုံးလေးနဲ့မှွေပြီးတော့တေချာလေးကြော်ပေးလိုက်ပါမယ်ရှင်ခုနကျက်သွန်ကြော်လေးတွေကိုလည်းစီးစစ်သွားပြီဆိုတော့တနေရာလေးမှာဖယ်ပြီးတော့ထည့်ထားလိုက်ပါတယ်ပြီးသွားရင်ကြက်သားလေးတွေကိုတေချာလေးကြော်ပါမယ်ရှင်သူကြက်သားထဲမှာရှိနေတယ်ပေါ့နော်ရေတွေခမ်းသွားပြီးတော့ခြောက်သွားတဲ့အထိကိုတေချာစိတ်ရှည်လက်ရှည်လေးနဲ့မီးလေးကိုအရှော့တင်းလုပ်ပြီးတော့ပေါ့နော်ကြော်ပေးပါမယ်ရှင် အ
အရင်တော့ကပေါ့နော်ကျမကြော်လို့ရှိရင်ဘာလို့အဲ့လိုအိုးကြီးကတ်သွားပြီးတော့စိတ်ရှည်လက်ရှည်မကြောတော့ပေါ့နော်အိုးကြီးကတ်သွားပြီးတော့မှဆော့ချောက်ကလေးဖြစ်မနေဘူးပေါ့နော်နောက်ပိုင်းကျမှကြော်ရင်တိလာတာအဲ့လိုဘယ်လိုပြောမလဲကြာလေးစီးတွေထွက်သွားလေသူ့ရဲ့ကြက်သားလေးတွေကဆောက်ပြီးတော့ပို့ပြီးတော့ကျွတ်ရွပြီးစားလို့ကောင်းပါတယ်အဲ့ဒါကြောင့်စိတ်ရှည်လက်ရှည်လေးနဲ့တော့ကြော်ပေးဖို့လိုအပ်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်ပေါ့နော်ခုနကအနေထားထက်နည်းနည်းပိုပြီးတော့ခြောက်လာပြီပေါ့နော်အကျွတ်လေးတွေလည်းညီလာပြီပေါ့လေကြက်သားရဲ့ရေကြီးခန်းသွားလို့ရှိရင်ခုလိုလေးကျွတ်ပြီးတော့ပေါ့နော်အိုးလည်းအရင်မကတ်တော့ပါဘူးစီလေးရောနိုင်နိုင်လေးထည့်ကြော်ဖို့လိုတာပေါ့နော်ကဲခုပေါ့ကြက်သားလေးနဲ့ကြက်ပြီဆိုလို့ရှိရင်တော့မှုေးသွားအောင်ကျွတ်တုံပြူလေးတက်တက်ကိုဓာတ်ပြရိုက်ထားတာလေးကိုအခုလိုလေးစီတက်လိုက်ပါမယ်ရှင်ဒါဆိုရင်ကျွတ်တုံပြူနဲ့မှုေးလေးနဲ့ဖြစ်မှာပါပြီးသွားရင်တော့ခုနကကြော်ထားတဲ့ကျွတ်တုံလီကြော်လေးတွေကိုထည့်လိုက်ပါမယ်အဲ့ဒါလေးကဗီဒီယိုရိုက်တာမှမပါသွားလို့ပေါ့နော်ဗီဒီယို edit ကအရင်ကြီးမကျွမ်းလို့ပါရှင်အားလုံးပဲစိတ်မရှိပါနဲ့နော်ခုဆိုလို့ရှိရင်တော့ပေါ့နော်မှုေးလေးနဲ့ရှိုလေးစားလို့ကောင်းတယ်ကြက်မွကြော်အချိုကြော်လေးရပါပြီရှင်တကယ်လို့ဟင်းချက်ရတာအချိန်မရတဲ့လူတွေအနေနဲ့လည်းတစ်ခါတော့ကြော်ထားရင်ပေါ့နော်2ရက်3ရက်လောက်က easy စားလို့ရပါတယ်ရှင်ဆက်ကြပါအောင်ရှင်အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တတားပါ